သိခံခြင်းနဲ့ကိုယ်ချင်းတရားကောင်းမွန်ခြင်းဒီအရေးချင်းနှစ်ရသူတော်သူမြတ်တို့မှာရှိတဲ့ရှိလိုက်တဲ့အရေးချင်းနှစ်ရလောကမှာနေထိုင်ကြတဲ့အခါမှာတူတယောက်တည်းနေထိုင်တာမဟုတ်သည့်အတွက်ကြောင့်သိခံခြင်းဆိုတဲ့ဂုဏ်ကြီးဟာအများနဲ့ဆက်ဆံတဲ့အခါမှာအလွန်အရေးကြီးတဲ့ဂုဏ်ကြီးတစ်ခုဖြစ်တယ်။ဒါလည်းမကဘူးသဗ္ဗေပိကုသလဓမ္မာခန္တယာယတ္တာဝတ္တရေတဲ့ကုသိုလ်ရဖို့အတွက်အရေးကြီးဆုံးကသိခံမှုပဲပေါ့။အဲ့တော့သိခံမှုမရှိရင်ကုသိုလ်တောင်မရနိုင်ဘူးလို့ဒီလိုဆိုလို့ရတယ်။ဒါကြောင့်မို့သိခံခြင်းဆိုတဲ့ကျင့်တရားသူတော်သူမြတ်တို့ရဲ့အည်အသွေးဖြစ်တာမို့ဘုရားလောင်းတော်တွေဟာပါရမီဖြည့်တဲ့အခါမှာခန္တီပါရမီဆိုတာကိုတည်တည်တတ်တတ်ဖြည့်စည်းရတယ်အဲ့တော့လူတော်လူကောင်းဖြစ်ဖို့ထူးခြားတဲ့အည်ချင်းတွေနဲ့ပြည့်စုံဖို့ဆိုတဲ့အခါဒီသိခံခြင်းဆိုတဲ့ခန္တီတရားဟာအရေးပါတဲ့တရားဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းဘုရားဖြစ်သူရောက်လာတဲ့အခါခန္တီပရမန္တပောတိဒိဋ္ဌာလို့ရဟန်းတော်တွေကိုတစ်လကို2ကြိမ်ဒီစကားမိန့်ကြားတာဩဝါဒပါတိမောက်လို့ဆိုတဲ့ဂါထာထဲမှာခန္တီပရမန္တပောတိဒိဋ္ဌာဆိုတဲ့စကားလုံးမြတ်စွာဘုရားရဟန်းတော်တွေကိုတစ်လ2ကြိမ်ဆုံးမဩဝါဒပေးတဲ့ထဲမှာထည့်သွင်းဟောကြားထားတယ်ဘလောက်အရေးပါတယ်ဆိုတာဓမ္မတိတာထင်ရှားတယ်ပေါ့သူတော်ကောင်းတွေရဲ့ကြီးမားတဲ့အင်အားစွမ်းအားတစ်ခုပဲလို့မရင်ကျက်ခင်တုန်းကခန္တီပါရမီကိုဖြည့်ကျင့်ခဲ့ကြဖြည့်ကျင့်လာတဲ့အခါမှာခန္တီပါရမီအထွတ်ထိပ်ရောက်လာပြီဆိုတဲ့အခါဘုရားဖြစ်သူရောက်တယ်ရောက်ပြီးတဲ့အခါမှာဟောဒီခန္တီပါရမီသိခံခြင်းရဲ့ဒီအရေးပါမှုကိုတပိတာဝကတွေအားလဲလိုက်နာကျင့်သုံးဖို့ဆိုပြီးမြတ်စွာဘုရားဆုံးမဒါကိုအမတ်တမဲ့မနေဘူးပေါ့နော်သိခံတယ်ဆိုတာကိုလူတွေကအရှုံးပေးတယ်လို့မြင်နေကြတယ်သိခံတာအရှုံးပေးတာမဟုတ်ဘူးအနိုင်ယူတာသာဖြစ်တယ်လောကလူသားတွေရဲ့ရှုံးခြင်းနိုင်ခြင်းလို့သတ်မှတ်ချက်ဘုရားမြတ်စွာရဲ့သတ်မှတ်ချက်နဲ့အမှန်တမ်းကွာခြားတယ်လောကလူတွေကကိုယ်ကပြန်မပြောလိုက်ရဘူးဘာမှမလုပ်လိုက်ရဘူးဆိုရှုံးတယ်လို့ထင်နေတာတကယ်တော့ကိုယ်ကအနိုင်ရလိုက်တာလို့အနိုင်အရှုံးဆိုတာသေးသေးချာချာတွက်ချက်ပြီးတော့ကြည့်တဲ့အခါသိခံမှုကနိုင်လိုက်တယ်ဆိုတာအမှန်တမ်းထင်ရှားတာရကတစ်ခုကိုနှိုင်းရှင်ပြီးတော့ကြည့်လေမြတ်စွာဘုရားနဲ့ဒေဝရတ်ရှင်တွဲပြီးတော့ပေါ်ပေါက်လာတာဆွေမျိုးထဲမှာမြတ်စွာဘုရားကိုဆန့်ကျင်မဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့ညီကိုဝမ်းကွဲတော်တဲ့ပုဂ္ဂိုလ်ဖြစ်ုံများမကလူဘဝကရောက်ဖဆိုတဲ့မြို့တိုင်းဝိုင်းတဲ့တောင်ရောက်လာသေးတာအဲ့ဒီနှစ်ဦးကိုပဲနှိုင်းရှင်ပြီးတော့ကြည့်မြတ်စွာဘုရားကမြေဓုတပွဲသိခံမှုစွမ်းအားနဲ့ပြည့်စုံတယ်ဒီရက်ကလုံးဝသိခံနိုင်စွမ်းမရှိတဲ့ပုဂ္ဂိုလ်အဲ့တော့သိခံသူနဲ့သိခံမှုမရှိတဲ့ပုဂ္ဂိုလ်သိခံသူကိုစော်ကားတဲ့ပုဂ္ဂိုလ်ဒေဝရတ်နဲ့မြတ်စွာဘုရားဒေဝရတ်ဟာမြေရှိုးသွားရတယ်နောက်ဆုံးဒါမှအပြင်ကြည့်မယ်ဆိုလို့ရှိရင်တော့လောကလူသားတွေအနေနဲ့ကြည့်မယ်ဆိုရင်ဘုရားနဲ့ဒေဝရတ်950ဇာတိမှာကြည့်ရင်ဘုရားလောင်းကရှုံးတယ်လို့ဒီလိုထင်ကြမှာဘုရားဖြစ်တဲ့ဘဝတောင်မှပဲဒေဝရတ်ရဲ့စော်ကားမှုတွေကိုအများကြီးခံရနောက်ဆုံးမှာဆုံးဖြတ်ပေးတဲ့အချိန်မြတ်စွာဘုရားအနိုင်ရတယ်လို့ပဲပြောဒေဝရတ်ကဝန်ချတောင်းပန်ပြီးတော့ဘဝတစ်ခုခြုံငိမ့်ပြီးတော့သွားနောင်တရပြီးတော့မြတ်စွာဘုရားအပေါ်မှာသိခံခွင့်လွတ်ဖို့ဝန်ချပြီးတော့မှဘဝတစ်ခုဆုံးသက်သွားတယ်အဲ့ဒီဝန်ချသွားမှုလေးဟာသူ့ရဲ့နောက်ဆုံးကြံရှိတဲ့သူတော်ကောင်းအည်ချင်းလေးတစ်ခုဖြစ်သွားတယ်
သိက္ခာမှုဆိုတာဟာပါရမီပြည့်လာတဲ့ဘုရားမြတ်စွာအဖို့မှာတိုင်းဆမရှိလောက်အောင်ကြီးမားတဲ့သိက္ခာမှုကိုရှိတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကိုကြီးညိုလေးစားတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဟာသိက္ခာမှုဆိုတဲ့ခန္တီတရားကိုလက်ကင်ထားဖို့ဆိုတာအရေးကြီးတယ်လို့ဒီလိုမှတ်သား။အဲ့တော့သိက္ခာနယ်လို့ဆိုတဲ့နေရာမှာသိက္ခာစရာတွေကဘာတွေရှိသလဲလို့ဆိုသိက္ခာစရာတွေကိုလိုက်ကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ပေါ်မှာစော်ကားပြောဆိုတဲ့စကားတစ်မျိုးတည်းတင်သိက္ခာစရာမဟုတ်ဘူးကိုယ့်ပေါ်မှာစော်ကားပြောဆိုတဲ့စကားတွေကိုလည်းသိက္ခာနဲ့ကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာတဲ့ယောဂဝေဒနာတွေကိုလည်းသိက္ခာနဲ့ယာတိဥရုဓာန်တွေကိုလည်းပဲသိက္ခာသိခံပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာကိုဆက်လှုပ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်ဒါကြောင့်မို့ကျင့်စဉ်နေတဲ့မှာခမာပฏิပဒါဆိုသိခံတဲ့အကျင့်ဟာဒါတွေနဲ့ပတ်သက်လာတယ်အဓိဝါဒကမိမိပေါ်မှာဘယ်အရာတွေပဲဖြစ်ဖြစ်သူများကစော်ကားတဲ့အရာတွေလဲကိုယ့်ပေါ်မှာတင်ထားလိုက်တယ်တွန်းဖယ်မချဘူးဆင်းရဲဒုက္ခတွေကိုလည်းပဲတွန်းဖယ်မချဘူးလက်ခံထားလိုက်တယ်အဲ့ဒီလိုလက်ခံထားနိုင်တဲ့စွမ်းရည်တတ္တိတွေကိုယ်စိတ်တုံလုံးခြောက်ခြားခြင်းမရှိဘဲနဲ့အရာရာကိုရင်ဆိုင်ပြီးတော့စိတ်အားမပြတ်ပဲနေတာဒါသိက္ခာနဲ့လို့ပြောတာလောကမင်္ဂလာတရားတွေထဲမှာလည်းပဲသိက္ခာမှုဆိုတာအလုံးပါရှိပြီးတော့နေတယ်အဲ့တော့ခန္တီဆိုတဲ့သဘောတရားလေးကိုစကလုံးကဖော်ပြတဲ့အဓိပ္ပာယ်လေးနဲ့ပို့ပြီးတော့မှတ်သားကြည့်မယ်ဆိုရင်ထင်ရှားနိုင်တယ်ပေါ့ခန္တီဆိုတဲ့စကလုံးကိုဗျာကရုံးကျမ်းနေမှာဖွင့်ဆိုတဲ့စကလုံးရဲ့အနှစ်သာရနဲ့ကြည့်ပြီးပြောမယ်ဆိုရင်ခန္တီဆိုတဲ့စကလုံးဟာခမှုဆိုတဲ့စကလုံးအရင်းမြစ်ကလာတာခမှုဆိုတဲ့စကားလုံးအရင်အမြစ်ကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာခမှုတဟနေစွန့်ရည်တတ္တိရှိခြင်းဆိုတဲ့တဟနခန္ဓာရည်ရှိခြင်းဆိုတဲ့အဓိပ္ပာယ်ခန္ဓာရည်ဆိုတဲ့အဓိပ္ပာယ်ဟာဒီစန့်ကျင်ဘက်တွေလာတဲ့အခါမှာဘယ်လိုပဲစန့်ကျင်မှုတွေလာခန္ဓာရည်ရှိတယ်နော်ခန္ဓာရည်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာကိုပြောတာတုံးဆိုမိမိပေါ်မှာဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့စိတ်ဓာတ်ကိုပြောင်းလဲသွားစေနိုင်တဲ့မခံနိုင်တော့တဲ့အတိုင်းအတာတစ်ခုတွေကိုယ်မှာဖြစ်ပေါ်လာလို့ရှိရင်စိတ်အခြေအနေမပြောင်းမဲနဲ့ခန္ဓာရည်ရှိလာတယ်အဲ့ဒီခန္ဓာရည်ရှိတာကိုခန္တီလို့ခေါ်တယ်ခန္တီရဲ့တရားကိုပြောမယ်ဆိုလို့ရှိရင်ဒေါသမဖြစ်တာလဲခန္တီပဲမေတ္တာမပြတ်နေနိုင်တာလဲခန္တီပဲအပြုံးမပြတ်နေတာလဲခန္တီပဲလို့ဒီလိုပြောတယ်ပြန်မပြောပေမဲ့လို့စိတ်ထဲကဒေါသထွက်နေရင်ခန္တီမဟုတ်ဘူးတဲ့အဲ့ဒါကြတော့အဓိကစိတ်ထဲကညီတို့မှပြောင်းလဲခြင်းမရှိပဲနဲ့ပင်ကိုယ်စိတ်အခြေအနေတစ်ခုကိုထိမ့်သိမ်းဆိုင်နိုင်တဲ့ထိမ့်သိမ်းထားနိုင်တဲ့စိတ်ဓာတ်အရည်ချင်းတစ်မျိုးကိုခန္တီလို့ဒီလိုခေါ်ခန္တီလို့ခေါ်အဲ့တော့ခန္တီရဲ့အဓိပ္ပာယ်ကိုဒီခန္တီရဲ့အဓိပ္ပာယ်ကိုဓမ္မသင်္ကနီပါဠိတော်အဘိဓမ္မာ9ကျမ်းထဲမှာပထမဆုံးကျမ်းလို့နံပါတ်1ကျမ်းလို့ဆိုရတဲ့ဓမ္မသင်္ကနီပါဠိတော်မှာသုတ္တမေဆိုင်ရာတရားတွေကိုထုတ်ဖော်ပြတဲ့အခါခန္တီနဲ့သောရိစဆိုတဲ့တရားနှစ်ခုတွဲဖက်ပြီးတော့ပြထားတယ်အဲ့ပြတဲ့ထဲမှာခန္တီဆိုတာကိုမေခွန်းထုတ်ပြီးတော့ရှင်းပြထားတဲ့သဘောလေးမြတ်စွာဘုရားကတတ္ထကတမခန္တီအဲ့ဒီတရားတွေထဲမှာခန္တီဆိုတာဘယ်ဟာလဲခန္တီရဲ့အဓိပ္ပာယ်ကိုရှင်းပြခြင်းလို့ခန္တီဆိုတာဘယ်ဟာလဲလို့ဆိုပြီးတော့အဓိပ္ပာယ်တူစကားလုံးလေးတွေနဲ့ခ
ခန္တီရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုထားတာယာခန္တီခန္ဓာရင်ရှိတယ်ခမနတာခန္ဓာရင်ရှိတဲ့အရေးချင်းအဓိဝါဒနာတာဘာပဲလာလာတွန်းလှန်မဖြစ်ဖဲနဲ့အောင်ဤထားနိုင်တယ်နော်အစန္ဒိကမိမိရဲ့စိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုကိုဖော်မပြဘူးအောင်ဤထားနိုင်တယ်အနတုရောဘောချမ်းသာတဲ့စကားနဲ့တုံ့ပြန်ပြီးတော့ပြောဆိုမှုမပြုဘူးလို့ဒါကသိတာတဲ့အဓိပ္ပာယ်လေးတွေကိုဖွင့်ပြောတာနော်ခန္တီဆိုတာရိုင်းပြတဲ့တုံ့ပြန်မှုတွေဘာတစ်ခုမှမလုပ်ဘူးလို့ဒီလိုပြောတာနှုတ်နဲ့လည်းမတုံ့ပြန်ဘူးကိုယ်နဲ့လည်းမတုံ့ပြန်ဘူးအဲ့တော့စိတ်ထဲကသီးပခံမှုဆိုရင်လည်းခန္တီမစစ်ဘူးဒါကြောင့်မို့လို့နှုတ်နဲ့မတုံ့ပြန်ဘူးချမ်းတမ်းရိုင်းပြတဲ့အမူအရာတွေမပြဘူးဆိုရင်လည်းခန္တီလားလို့ဆိုမဟုတ်သေးဘူးအတ္တမနတ္တစိတ်တတတဲ့ဆိုလို့ရင်းအဓိပ္ပာယ်ချတော့နော်အတ္တမနတ္တစိတ်တတသိခံနေဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်လေးဟာပင်ကိုအနေထားမပြတ်ရှိနေတယ်လို့ဒီလိုပြောတာအတ္တမနဆိုတာသူ့စိတ်တိုင်းသူရှိနေတယ်ငါကအပြုံးမပြတ်စိတ်ကလေးဟာတစုံတစ်ယောက်ကလာစော်ကားတော့လေအဲ့ဒီပြုံးရှင်နေတဲ့စိတ်သဘောထားလေးဟာပြောင်းလဲဖောက်ပြန်သွားတာမရှိဘူးတဲ့အတ္တမနဆိုတာပင်ကိုဝမ်းသာကြည်နူးနေတဲ့စိတ်ကလေးဟာဆက်လက်ရှိနေတယ်ထိမ့်သိမ့်ထားနိုင်တယ်ဒါကိုခန္တီလို့ခေါ်တယ်နော်အပြောင်ပြက်ပြောတဲ့စကားလို့ခန္တီစမနိုင်လို့သိခံရခြင်း၎င်းဆိုတာမျိုးတော့မဟုတ်ဘူးနော်တချို့ကသိခံလိုက်တယ်ဆိုတာကိုမနိုင်လို့အရှုံးပေးလိုက်တာကိုအဓိပ္ပာယ်ကောက်အဲ့ဒါလို့မဟုတ်ဘူးအပြုံးမပြက်နေနိုင်တယ်ဆိုလိုတာကစัจ jin မဲ့တွေဘလို့လာဒါတွေအတွက်နှလုံးသွင်းပြီးတော့စัจ jin မှုတွေမလုပ်ဘူးလို့ဆိုလိုတယ်ကိုပင်ကိုအနေထားလေးကိုထိမ့်သိမ်းထားနိုင်တယ်ဒီအဓိပ္ပာယ်လေးကိုပြောတာနော်အဲ့ဒါကြောင့်မို့ခန္တီဆိုတာဘာကိုပြောတာတော့ဆို mental ability စိတ်အရေးချင်းတစ်ခုစိတ်နဲ့ပတ်သက်တဲ့အရေးချင်းလေးတစ်ခုအဲ့ဒီအရေးချင်းကဘာလို့ထားတော့ဆိုပင်ကိုအနေထားတစ်ခုကိုမပြတ်အောင်ထိန်းထားနိုင်တဲ့အရေးချင်းတစ်ခုဒီလိုဆိုလိုတာပေါ့နော်အဲ့တော့သိခံတယ်ဆိုတာအပြုံးမပြတ်မူလစိတ်အခြေအနေကိုထိန်းသိမ်းထားနိုင်စွမ်းရှိတဲ့သဘောတာခန္တီလို့အများသိအောင်ပြောတဲ့အခါကျတော့အေးစိတ်အခြေအနေထိန်းထားသည့်အတွက်ကြောင့်ရိုင်းပြတဲ့စကားကိုမပြောဘူးချမ်းတမ်းမှုတွေကိုမပြဘူးဆိုတာတော့စိတ်အခြေအနေမထိန်းနိုင်ဘူးဆိုလို့ရှိရင်ရိုင်းပြတာတွေလောက်လာမယ်ချမ်းတမ်းတဲ့စကားတွေကိုထုတ်ဖို့ပြောလာလိမ့်မယ်ဒါမခံနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပြခံနိုင်ပြီဆိုတဲ့အခြေအနေကြတော့ရိုင်းပြမှုတွေကိုလည်းမပြဘူးဒီပြန်လည်တုတ်ပြန်ပြီးတော့ချမ်းသာတဲ့စကားပြောဆိုမှုကိုလည်းမလုပ်ဘူးဒါတွေမလုပ်တာဘာကြောင့်လို့ဆိုရင်ပင်ကိုစိတ်အခြေအနေကိုထိုင်သိမ်းထားလို့ပဲလို့ဒီလိုပြောတာနော်ဒါကြောင့်မို့ခန္တီဆိုတဲ့တရားဟာအင်မတန်မှအရေးကြီးတယ်တဲ့မေတ္တာကိုကြာရှည်ထိန်းနိုင်ဖို့အတွက်ဘယ်သူကနေထိန်းပေးတာတော့ဆိုခန္တီရမှာထိန်းနိုင်တာခန္တီမပါလို့ရှိရင်မေတ္တာပျက်စီးသွားတယ်အလွယ်တကူမေတ္တာပျက်စီးသွားတယ်ဒါကြောင့်မို့ခန္တီဟာမေတ္တာကိုထိန်းသိမ်းတဲ့နေရာမှာတော့အရေးကြီးတဲ့အကြောင်းတစ်ခုဖြစ်တယ်လို့တို့ဆိုတာအဲ့တော့ခန္တီဟာလူတော်လူကောင်းတွေရဲ့အင်မတန်မှကြီးမားတဲ့အရေးချင်းတစ်ခုဖြစ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်အလောင်းတွေကပါရမီပါဖြည့်ပြီးတော့ပါရမီပြည့်လာမှဘုရားဆိုတာဖြစ်လာတာလေဒါကြောင့်မို့ခန္တီဆိုတဲ့အရေးချင်းတရားတာမန်အရေးချင်းမဟုတ်ဘူးတို့တွေမရှိသေးရင်ရှိအောင်ကြိုးစားရမယ်လို့ဒီလိုပြောတာနော်တခါတခါခန္တီဆိုတာတစ်ဖက်သားတွေကကောင်းနေလို့ကိုကခန္တီရှိနေတဲ့အောင်ရှိမကောင်းတဲ့ကြားကမှနေတဲ့အချိန်ကျမှခန္တီရဲ့တရုပ်ဟာပိုးထင်ရှားလာတာနော်အဲ့ဒါလို့မကောင်းတာတွေဆန့်ကျင်ဘက်တွေနဲ့ကြုံတွေ့တဲ့အခါမှာစိတ်ရိမ့်ရိုင်သွားတာမရှိအောင်ခန္တီကနေထိမ့်ပေးထားတာလို့ဒီလိုဆိုတယ်
ဟောနောက်တစ်ခုကဘာတော့လို့ဆိုလို့ရှိရင်သောရိစတဲ့ခန္ဓာသိခံခြင်းဆိုတာခန္တီကိုချင်းတရားကောင်းမွန်ခြင်းကိုချင်းတရားကောင်းမွန်ခြင်းကိုပါဠိလိုသောရိစလို့ခေါ်တယ်သောရိစဆိုတာသူရတကောင်းမှု၌ပျော်မွေ့ဆိုလိုတာသူစိတ်ဟာမကောင်းတာလုပ်ဖို့ဘယ်တော့မှစိတ်မပါဘူးကောင်းတဲ့အလုပ်လုပ်ဖို့ရအမြဲတမ်းစိတ်ဝင်စားတယ်ကောင်းတဲ့အမှုမှာပျော်မွေ့တယ်လို့ကိုချင်းတရားကောင်းတာပြောတာနော်အဲ့တော့ပါဠိစာပေမှာလေးပဲပြန်ဆိုတဲ့အခါမှာသောရိစံကောင်းသောအမှု၌မွေးလျော်သည်ဖြစ်လို့ဒီလိုပြန်တယ်ကောင်းသောအမှု၌မွေးလျော်သည်ဖြစ်လို့ပြန်တာဟာဘာလဲလို့ဆိုရင်ကိုချင်းသီလကိုထိမ့်သိမ့်တာပဲကိုချင်းသီလကောင်းအောင်ထိမ့်သိမ့်ဆောက်ရှောက်တာကိုသောရိစလို့ဒီလိုခေါ်တယ်လို့အဓိပ္ပာယ်ရတော့သီးခံခြင်းနဲ့ကိုချင်းသီလကိုချင်းတရားထိမ့်သိမ့်မှုဟာအင်တမအရေးပါတဲ့အရေးချင်းနှစ်ခုမှုမြတ်စွာဘုရားရဲ့ဒေသနာတော်မှာဒွေမိဘိက္ခဝေဓမ္မာခန္တီစသောရိစင်စာလို့ဒီတရားနှစ်ခုတွဲဖက်ပြီးတော့ဟောထားတာနော်ကိုချင်းသီလကောင်းမွန်ခြင်းနဲ့သိခံခြင်းနဲ့ကိုချင်းသီလကောင်းမွန်ခြင်းဒီနှစ်ခုဟာအမှန်တမ်းအရေးကြီးတဲ့အရေးချင်းနှစ်ခုတဲ့အဲ့တော့ကောင်းသောအမှု၌မွေးလျော်ခြင်းလို့ဆိုတဲ့သောရိစသို့မဟုတ်ကိုချင်းသီလကိုထိမ့်သိမ့်ခြင်းလို့ဆိုတဲ့သောရိစတရားရဲ့အဓိပ္ပာယ်ကိုဓမ္မသင်္ကနီပါဠိတော်မှာဘယ်လိုဖွင့်ဆိုထားတော့လို့ဆိုတထကတမံသောရိစံသောရိစဆိုတဲ့သဘာဝတရားဟာဘယ်လိုဟာကိုခေါ်တာတော့လို့မေးတဲ့အခါမှာမေးပြီးတော့အဖြေထုတ်တဲ့အခါမှာဘာတော့ဆိုကာယီကောအဝိတိတ်ကမောကိုရီလည်းအောင်ကျွလွန်မှုမလုပ်ဘူးတဲ့ဟောတာကိုချင်းသီလကိုထိမ့်သိမ့်တာလေသူများတဲ့တတ်ဖို့သူများဥစ္စာခိုးဖို့သူတော်ဘာသာမယားပြစ်မှားဖို့ကိုချင်းတရားနဲ့ဖောက်ဖျက်တာမရှိဘူးပေါ့ကိုရီလည်းရောက်ဖောက်ဖျက်မှုမရှိဘူးဝါစတိကောအဝိတိတ်ကမောနှုတ်နဲ့ဖောက်ဖျက်တာမရှိဘူးလိမ်မပြောဘူးမန္နာပဲပြောတယ်ခုံမတိုက်ဘူးတဦးနဲ့တဦးညီညွတ်အောင်သာပြောပေးတယ်ကျမ်းနဲ့တဲ့စကားကိုမပြောဘူးရိုးသားရင်ကျေးစွာပဲပြောတယ်အကျိုးမရှိတဲ့စကားကိုမပြောဘူးတရားလက်လွတ်စကားတွေမပြောဘူးလောကအကျိုးတန်တရားအကျိုးရှိပြီးတော့တရားနဲ့ဆက်ရှင်တဲ့စကားမျိုးကိုသာပြောတယ်လို့ဆိုတာဟောတာဝါစတိကောအဝိတိတ်ကမောပဲနှုတ်နဲ့ပတ်သက်ပြီးတော့လွန်ကျူးဖောက်ဖျက်တာမရှိဘူးတဲ့ကိုယ်နဲ့ပတ်သက်ပြီးစီကံရှိတယ်နှုတ်နဲ့ပတ်သက်ပြီးစီကံရှိတယ်ကိုယ်နဲ့ပတ်သက်ပြီးတော့မလွန်ကျူးဘူးနှုတ်နဲ့ပတ်သက်ပြီးမလွန်ကျူးဘူးဆိုတာကိုတခြားနေရာမှာဘယ်လိုခေါ်တော့ဆိုသီလလို့ပဲခေါ်တာပဲဒါကြောင့်မို့ဓမ္မသင်္ကနီပါဠိတော်မှာနောက်ဆုံးမှာဏိဂုံးဆွဲတဲ့အခါသီလတံဝရောကိုချင်းသီလကိုထိမ့်သိမ်းစောင့်ရှောက်မှုဟာသောရိစံသောရိစပဲလို့အဲ့တော့ဒီတရားလေးနှစ်မျိုးဟာအင်တမအရေးကြီးတယ်လို့ဘုန်းကြီးတို့ရဲ့နေ့စဉ်ဘဝမှာဒီတရားနှစ်ပါးကိုမှတ်သားနိုင်ယူပြီးတော့နေ့စဉ်ဘဝမှာပြည့်စုံအောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်မြတ်စွာဘုရားတရားတော်တွေကနာယူမှတ်သားပြီးတော့ဒီတိုင်းနေရမှာမဟုတ်ဘူးနာယူမှတ်သားပြီးတော့စဉ်းစားရမယ်ဆောင်းထားရမယ်ဆောင်းထားပြီးတော့စဉ်းစားရမယ်စဉ်းစားပြီးတဲ့အခါမှာလိုက်နာကျင့်သုံးမှုပြုရမယ်ဒီလိုဆိုလိုတာเนาะကိုယ့်ရဲ့နေ့စဉ်ဘဝလိုက်နာကျင့်သုံးသီခံဆိုတာဘယ်အတိုင်းတာအထိကိုသီခံတယ်လဲသီခံတိုင်းစွမ်းနေရှိရခုနပြောတဲ့အတိုင်းသီခံဆိုတာခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂဝေဒနာလည်းသီခံရတာပဲယာတိဥရုဒံကိုလည်းသီခံရတာကိုယ်ပေါ်မှာရိုင်းဆိုင်ဆိုင်ပြောလာလို့ရှိရင်လည်းသီခံသီခံမှုတွေအဲ့ဒါနဲ့ပတ်သက်ပြီးသီခံကိုချင်းတရားထိမ့်သိမ့်ဆောက်ရှောက်ခြင်းကိုချင်းတရားကောင်းမွန်ခြင်းဆိုတာကိုယ်နဲ့ပတ်သက်တဲ့ကျွလွန်မှုတွေမလုပ်ဘူး
နှုတ်နဲ့ပတ်သက်တဲ့ကျူးလွန်မှုတွေမလုပ်ဘူးကိုယ်နဲ့နှုတ်ကိုထိမ့်သိမ်းဆော့ရှောက်တယ်ကိုယ်ချင်းတရားကောင်းမွန်တယ်လို့ဒီလိုပြောတာအဲ့တော့ဒီတရားနှစ်ပါးဟာအပြန်အလှန်အားဖြင့်စိတ်ဓာတ်ကြံ့ခိုင်မှုကခန္တီကိုယ်ချင်းတရားကြံ့ခိုင်မှုကသောရစ္စာကိုယ်ချင်းတရားလည်းကြံ့ခိုင်တယ်စိတ်ဓာတ်လည်းကြံ့ခိုင်တယ်ဆိုရင်ဒါသူတော်ကောင်းဖြစ်ဖို့သူတော်ကောင်းရဲ့အရည်ချင်းနှစ်ခုကိုယ်တဏ္ဍာမှာရောက်ရှိပြီးတော့လာအဲ့ဒါလို့ရောက်ရှိလာသည့်အတွက်ကြောင့်ဘာတွေအကျိုးရတော့လို့မေးကြရှိလို့ရှိရင်တိမခံခြင်းကြောင့်ဖြစ်ပေါ်လာမဲ့ပြဿနာတွေမရှိတော့ကုန်လောကမှာတိမခံနိုင်ခြင်းကြောင့်ဖြစ်လာတဲ့ပြဿနာတွေအများကြီးပဲလေတမန်အားဖြင့်တိခံလိုက်မယ်ဆိုလို့ရှိရင်ဘာမှမဖြစ်နိုင်တာဘူးတိမခံနိုင်လိုက်သည့်အတွက်ကြောင့်ပြဿနာတွေအများကြီးတက်လာတယ်အဲ့ဒီတက်လာတဲ့ပြဿနာတွေနောက်ဆက်တွဲဖြစ်ပေါ်လာမဲ့အရာတွေအားလုံးဟာအဆက်ဖြတ်ပြီးသားဖြစ်သွားတယ်ဟောတိခံလိုက်တဲ့ပြင်အားလုံးငြိမ်းသွားတယ်လို့သူတို့ပြောတာဒါဒီဘဝရတဲ့အကျိုးနောက်ဘဝတွေကိုမျှော်စရာမလိုသေးဘူးအခုတိခံရင်အခုပြဿနာတွေငြိမ်းသွားတယ်လို့ဒီလိုပြောတာနော်အခုတိခံလိုက်တာနဲ့အခုပြဿနာတွေငြိမ်းသွားပြီအခုပဲကုသိုလ်ရသွားဒီလိုဆိုတာတိမခံနိုင်လို့ရှိရင်ကုသိုလ်ဆိုတာဖြစ်ဖို့အမှန်တမ်းခရင်သွားဒါကြောင့်မို့အခုတိခံအခုကုသိုလ်ရတယ်အခုပြဿနာတွေငြိမ်းတယ်ကိုချင်းသီလကောင်းမွန်ခြင်းကတော့ရောဆိုဟောကိုချင်းသီလကောင်းမွန်ခြင်းဆိုတာနောက်ဘဝမှာကောင်းအတုတိရောက်တာမရောက်တာအသာစဉ်းစားမနေနဲ့ဒီဘဝတည်းမှာဘယ်လိုအကျိုးရှိစဉ်းစားရကိုယ်နဲ့ကျွလွန်မှုမရှိဘူးနှုတ်နဲ့ကျွလွန်မှုမရှိဘူးလို့ဆိုတဲ့ကိုချင်းသီလကောင်းမွန်ခြင်းကြောင့်ဘာဖြစ်လဲအပြစ်ကင်းတယ်ဘာအပြစ်မှကိုယ်ကလွန်ကျူးတာမရှိဘူးလောကမှာအများနဲ့ပတ်သက်တဲ့လွန်ကျူးမှုကနှစ်ခုပဲရှိဘာလဲလို့ဆိုရင်စိတ်ထဲကဘယ်လိုပဲဖြစ်နေနေနှုတ်ကထုတ်ပြီးတော့မလွန်ကျူးသမျှလူမသိသေးဘူးကိုယ်ထိလက်ရောက်မလုံးသမျှလူမသိဘူးဟောလူမသိသည့်အတွက်ကြောင့်အများနဲ့ဆက်ဆံမှုဟာဘာမှမပြတ်ဘူးပေါ့လောကလူတွေဟာစိတ်ထဲကဖြစ်ပေါ်လာတဲ့အရာကိုစိတ်ထဲမှာဖြစ်ပေါ်လာတာမထိန်းနိုင်သည့်အတွက်ကြောင့်နောက်ထပ်ထိန်းရမယ့်နှုတ်နဲ့ကိုယ်ကိုလည်းဆက်ပြီးတော့မထိန်းလို့ရှိရင်ကိုချင်းသီလပြက်ပြားသွားတာစိတ်ကိုမထိန်းနိုင်သေးရင်နေအောင်နှုတ်ကိုထိန်းရမယ်ကိုယ်ကိုထိန်းရမယ်ပထမအဆင့်အနေနဲ့ကိုယ်နဲ့နှုတ်ကိုထိန်းရကိုယ်ကိုနှုတ်ကိုထိန်းသိမ်းဆောက်ရှောက်ခြင်းအပြင်ကိုချင်းသီလမပြက်ပြားတော့ဘူးကိုယ်ကိုနှုတ်ထိမ့်သိမ်းဆောက်ရှောက်ခြင်းအပြင်လည်းကိုချင်းသီလမပြတ်စေဘူးဆိုလိုတာကကိုချင်းတရားဆိုတာနှုတ်နဲ့ကိုယ်အမှုကိုထိန်းတာပဲစီကံချက်နဲ့ပြောတယ်စီကံနဲ့လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ဒါကြောင့်မို့လို့ကိုချင်းတရားကောင်းမွန်ခြင်းဆိုဒီမှာနှုတ်ကိုထိမ့်သိမ်းဆောက်ရှောက်မှုနဲ့ကာယကံမှုကိုထိမ့်သိမ်းဆောက်ရှောက်မှုဒီနှစ်ခုကိုပဲဆိုလိုတယ်ဒါဖြင့်ဒီနှစ်ခုထိမ့်သိမ်းဆောက်ရှောက်မှုဟာဒီဘဝမှာဘလို့အကျိုးတွေရတော့ဆိုကိုယ်နဲ့နှုတ်ကိုယ်နဲ့နှုတ်နဲ့မလွန်ကျူးသမျှကလပတ်လုံးလောကမှာအပြစ်ဆိုတာမလာတော့ကြည့်လေလောကမှာလောကရဲ့ဒီရာဇဝမှုအပြစ်ပဲဖြစ်ဖြစ်တခြားအပြစ်တွေပဲဖြစ်ဖြစ်ဘာနဲ့ကျူးလွန်ကြတာကြောင့်လို့မေးလို့ရှိရင်အပြောနဲ့ကျူးလွန်ကြတယ်အလုံးနဲ့ကျူးလွန်ကြတယ်ဘယ်သူကဖြင့်ဘယ်လိုပြောတာဆိုတော့အပြောနဲ့ကျူးလွန်တယ်နော်လိန်နာဟာအပြောနဲ့ကျူးလွန်တာပဲဆဲတာဟာအပြောနဲ့ကျူးလွန်တာဂုံးတိုက်တာဟာလည်းအပြောနဲ့ပဲကျူးလွန်တာအပြောနဲ့ကျူးလွန်သည့်အတွက်ကြောင့်တစ်ဖက်သားကမခံနိုင်တော့ပြဿနာတွေတက်တယ်ပေါ့အဲ့ဒီနှုတ်ကိုထိမ့်သိမ့်လိုက်တာနဲ့တပြိုင်နက်ဒါကနေဖြစ်ပေါ်လာတဲ့အပြစ်ဆိုတာမလာတော့ဘူးတဲ့ကိုယ်တိလက်ရောက်မလုပ်သေးသမျှနဲ့အပြစ်ဆိုတာမလာဘူးဒါကြောင့်မို့နှုတ်ကိုထိန်းခြင်းကိုယ်အမှုကိုထိန်းသိမ်းခြင်းဖြင့်အပြစ်ကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ကိုရရှိတယ်ဒါဒီဘဝရအပြစ်ကင်းလိုက်တာနဲ့ဘာဖြစ်လဲလူဟာငါမှဘာအပြစ်မှမရှိဘူးဆိုတဲ့လူတယောက်
ငါမှအပြစ်ရှိနေတယ်ဆိုတဲ့လူတစ်ယောက်ဒီနှစ်ယောက်ဟာဘယ်သူကစိတ်ချမ်းသာမှုရှိတော့ဆိုအပြစ်မရှိတဲ့လူကစိတ်ချမ်းသာအပြစ်ရှိနေတဲ့လူတစ်ယောက်ကငါအပြစ်များသူများတွေသိသွားရင်ဟောစိတ်ထဲမှာတွေးကြံပြီးတော့စိတ်ဆင်းရဲနေတတ်တယ်အပြစ်မရှိတဲ့လူတစ်ယောက်ကဘာမှဒီအပြစ်နဲ့ပတ်သက်တာကိုသူတွေးကြံပြီးတော့စိုးရိမ်စိတ်ဖြစ်တာမဟုတ်ဘူးဒါကြောင့်မို့လို့အနဝိဇ္ဇဒုက္ခတဲ့ကိုချင်းသီလနဲ့ပြည့်စုံလို့ကိုချင်းတရားကောင်းမွန်ပြီဆိုရင်ဒီဘဝမှာရရှိတဲ့ချမ်းသာကအပြစ်ကင်းခြင်းဆိုတဲ့ချမ်းသာကိုရရှိတယ်ဒီချမ်းသာမှုကပစ္စံချမ်းသာတာနဲ့မတူဘူးပစ္စံချမ်းသာတာကကိုယ်ပစ္စံသူများခိုးသွားမှစိုးရသေးတယ်အခုလို့အပြစ်ကင်းတဲ့ချမ်းသာကြတော့သူတစ်ပါးခိုးမှာတို့ပျောက်ပြက်သွားမှာတို့စိုးရင်စရာဘာတစ်ခုမှမပါတော့နော်ဒါကြောင့်မို့အပြစ်ကင်းတဲ့ချမ်းသာတွေးလိုက်တိုင်းအပြစ်ကင်းတဲ့ချမ်းသာတစ်ခုကိုခံစားရပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်နှလုံးဝမ်းသာတယ်ကြည်နူးတယ်နှလုံးသာရတယ်လို့ခေါ်တယ်အဲ့ဒီနှလုံးသာရတာကိုအဝိပတိတာရလို့ဒီလိုပြောတာအဝိပတိတာရနှလုံးသာရမှုရှိအဲ့တော့နှလုံးသာရတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာဖြစ်တုံးဆိုပါမောဇ္ဇကိုကျင်တရားနဲ့ပတ်သက်ပြီးတော့ဝမ်းသာတယ်ဝမ်းမြောက်တယ်ဝမ်းမြောက်တဲ့အခါမှာပီတိဆိုတဲ့နှစ်သိမ့်မှုတွေဖြစ်တယ်ပီတိဆိုတဲ့နှစ်သိမ့်မှုဖြစ်လာရင်ဒုက္ခဆိုတဲ့ချမ်းသာဒုက္ခရတယ်ချမ်းသာလာပြီဆိုတဲ့အခါမှာစိတ်တည်ငြိမ်မှုကိုရတမာတိစိတ်တည်ငြိမ်မှုရသည့်အတွက်ကြောင့်ယထာဘူတညာဏတဒနာမမှန်ကန်ကန်မြင်နိုင်တယ်မမှန်ကန်ကန်သိနိုင်တယ်ဆိုတဲ့အနေအထားမျိုးတစ်ခုရောက်သွားတယ်ဟောကိုချင်းသီလကဒီဘဝတည်းမဲ့ထုတ်လုပ်ပေးလိုက်တဲ့အကျိုးအဆက်ဆက်ဒါကနောင်ဘဝစောင့်ရတဲ့ဟာတွေမဟုတ်ဘူးเนาะကိုချင်းသီလကအခုစောင့်တည်အခုဒီအကျိုးတွေဆက်ဆက်ရလာတာကိုမြတ်စွာဘုရားဟောပြဒါကြောင့်မို့လို့တီးခံခြင်းနဲ့ကိုချင်းတရားကောင်းမွန်ခြင်းဆိုတဲ့ဒီနှစ်ခုဟာလက်တွေ့အကျိုးတရားကိုယ့်ဘဝမှာလက်တွေ့အကျိုးတရားတွေကိုဖြစ်ပေါ်စေတာဖြစ်လို့ဒီတရားနှမျိုးကိုတို့တွေပြည့်စုံအောင်ကိုယ်တဏ္ဍာမှာမရသေးရင်ရအောင်လုပ်မယ်ရပြီးရင်လည်းခိုင်မာအောင်လုပ်မယ်လို့လိုက်နာကျင့်သုံးပြီးတော့စောင့်တည်ကြရမှာဖြစ်တယ်ပေါ့အဲ့တော့ဒီလိုစောင့်တည်သွားမှလူဟာတစားတဲ့တစားပို့ပြီးတော့ရင့်ကျက်ပြီးကောင်းမွန်လာပြီးသူတော်ကောင်းဆိုတဲ့အနေအထားမျိုးကိုရမှာပါအမှန်အားဖြင့်စိတ်လည်းမထိန်ဘူးကိုယ်လည်းမထိန်ဘူးနှုတ်ကိုလည်းမထိန်ဘူးဆိုရင်လူတော်လူကောင်းဖြစ်ဖို့အမှန်တမ်းခဲပါတယ်ဒါကြောင့်မို့အခုဒီတရားနှစ်ပါးဟာအရေးကြီးတဲ့တရားနှစ်ပါးဖြစ်လို့ထိန်းချုပ်နိုင်သမျှထိန်းချုပ်ကြရမှာဖြစ်တယ်သီးခံနိုင်ခဲ့တဲ့အရာကိုသီးခံခြင်းခွင့်လွှတ်ခြင်းဆိုတာရှိရမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ရဆိုလို့ရှိရင်သီးမခံတဲ့ပုဂ္ဂိုလ်ကဘာလုပ်တော့ဂလဲစားခြေတယ်နော်ဂလဲစားခြေတယ်ဂလဲစားခြေတာကိုလူတွေကလှုပ်တဲ့လှုပ်ထိုက်တဲ့အရာလို့ဒီလိုထင်တယ်နော်အခုကိရုပ်ရှင်ကားတွေဆိုပါစို့အထူးအားဖြင့်ဘုန်းကြီးတို့တိရိလင်္ကာကလပြေတွေမှာနေတဲ့အခါကျတော့တယ်လီဗီရှင်းကြည့်မိတယ်ပေါ့နော်အဲ့ဒီကြည့်တဲ့ထဲပဲကလားကားဆိုလို့ရှိရင်သူတို့ရဲ့သီးကဘာလဲလို့ဆိုရင်လူဆိုးကနှိမ့်ဆက်မယ်ပြီးရင်ကလေးစားချိန်မယ်ဒါပဲအဲ့ဒါတွေကိုသင်ပေးနေတဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်ပေါ့နိုင်ငံခြားရုပ်ရှင်ကားတွေလည်းကြည့်လေတောင်တနတ်နဲ့ပြည့်မြောက်တနတ်နဲ့ပြည့်နဲ့လူတွေကိုပြစ်တတ်တဲ့ဟာတွေပြနော်အဲ့ဒါတွေကိုသွားပြီးတော့အတုယူနေမယ်ဆိုလို့ရှိရင်တော့အခုပြောရတဲ့သိခံခြင်းဆိုတဲ့ကိုကျင့်တရားကောင်းမွန်ခြင်းဆိုဘာတစ်ခုမှမရှိဒီသူတော်ကောင်းတွေရဲ့အည်သွေးတွေကိုဒါတွေကဖျက်ဆီးနေတာကိုကျင့်တရားကောင်းမွန်ခြင်းလို့ဆိုတဲ့ထဲမှာကြည့်ကိုရီးယားကားတွေကြည့်ကိုရီးယားကားတွေကဘယ်လောက်ဖျက်ဆီးတော့နော်ဒါတွေကတတိထားစရာကောင်းတယ်လူတွေရဲ့အုံနောက်ထဲမှာစိတ်ဝင်လာပြီးတော့မကောင်းတဲ့အမှုချင်းတွေကိုလူငယ်လူရွယ်တွေကကောင်းတဲ့အရာလို့ထင်လာအောင်ဖြစ်ပေါ်စေတယ်မြတ်စွာဘုရားရဲ့အဆုံးအမကအဲ့ဒါလို့မဟုတ်ဘူးအလွန်တိမ်မွေ့တယ်မြတ်စွာဘုရားရဲ့အဆုံးအမကြောင့်ပြဿနာတစ်စုံတစ်ခု
ဖြစ်เสียအကြောင်းမရှိဘူးပြဿနာတက်လာတာအဲ့ဒါတွေကြောင့်အကြောင်းဖြစ်တာအမေရိကန်နိုင်ငံဆိုတာအလုံးသိတဲ့အတိုင်းတနတ်ကိုလိုင်စင်ပေးပြီးတော့ကင်ခိုင်းထားတဲ့နိုင်ငံတနတ်အမတန်ပေါ်တယ်ဝါသနာပါလို့ရှိရင်6လုံးမျိုးကနေအမြောက်ထီအောင်ဝယ်လို့ရနော်ရှိုးရူတနတ်ရှိုးရူတွေမှာသွားဝယ်ဒီမှာဟင်းသီးရွက်ဝယ်ရတယ်လို့လွယ်လိမ့်မယ်သူတို့စီမှာအဲ့ဒါတော့ဒီလိုင်စင်ဆိုတာရှိပေမဲ့လို့လူတွေဟာကိုင်းနေသူတို့ကိုင်းတဲ့အခါကျတော့သူတို့စီမှာလူတိုင်းတနတ်ရှိတာကိုတွေ့ရဘုန်းကြီးတို့အမေရိကမှာ94ခုနှစ်က1994ခုနှစ်ကတစ်နှစ်နေဘူးတယ်မြန်မာတကာတဲ့ကတကာတယောက်ဆွမ်းသားလာပင့်တော့သူကားနဲ့လိုက်ရှေ့ကကားရှေ့ကန်းကဒီတကားကိုဖွင့်လိုက်တဲ့အခါဘုန်းကြီးခြေတော်နာလာပြီးတော့ပစ္စတိုတနတ်ကထောက်ခနဲ့လာကြဘုန်းကြီးရှေ့မှာတနတ်ကြသွားတယ်ဆိုတော့သူအာရုံအာနာတော့ဖြစ်သွားတာပေါ့ဖြစ်သွားတော့ကာဘာယူတဲ့အနေနဲ့ဗာပြောတော့ဆိုဒီနိုင်ငံမှာဗျာတဲ့ဒါမရှိလို့မဖြစ်ဘူးနော်ဒါမရှိလို့မဖြစ်ဘူးဘာလို့ဆိုကိုယ့်ကိုယ်ကာကွယ်ဖို့လို့ဒီလိုပြောတာနော်အဲ့ဒါလို့ကိုယ့်ကိုယ်ကာကွယ်ဖို့ဆိုပြီးတော့ယူထားတဲ့တဏှတ်ကသူများကိုတတ်ဖို့လည်းဖြစ်နေတယ်တလောကတွေးလိုက်မယ်ဂျာနယ်ထဲမှာပါတာအမေရိကန်နိုင်ငံမှာစာသင်ကျောင်းမှာကလေးတွေဝင်ပြီးတော့တဏှတ်နဲ့ပြစ်တယ်ဆိုမကြမကြကြားနေရတာပဲဒါလေးအေးဆိုလိုတာကတော့ဒီခန္တီနဲ့သောရိစဆိုတဲ့အခြေအနေတွေပြက်ပြားသွားတယ်လူအတိုင်းဝိုင်းတွေမှာဒီလိုဖြစ်နေအဲဒီလိုပြက်ပြားစေတတ်တာတွေကိုလည်းပဲတရုပ်ဆောင်ပြီးတော့အဟုတ်ထင်အောင်ဖော်ပြနေတဲ့ရုပ်ရှင်ကားတွေကလည်းရှိရုပ်ရှင်ကားတွေနောက်တိုင်းကားတွေမကြည့်လေနဲ့ကြည့်လို့ရှိရင်အဲ့ဒီမှာတဏှတ်နဲ့ပြစ်ထားတွေပဲတွေ့နေပါနော်တဏှတ်နဲ့တွေ့ကိုရီးယားကားကြတော့အရက်တောက်တာတွေ့လေအဲ့တော့ကောင်းတဲ့နီလန်ပေးတာအမှန်တမ်းရှားတယ်ပညာပေးနဲ့မကောင်းတဲ့ပညာတွေကြီးပဲပေးသွားအဲ့ဒါကြောင့်မို့လို့လူတွေရဲ့အုံနောက်ထဲမှာဒါတွေစိတ်ဝင်ပြီးတော့နောက်မကောင်းတဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ်ဒါကအမှန်တမ်းတတိတရားစရာကောင်းတယ်ဘုန်းကြီးတို့အိန္ဒိယကကြည့်တယ်ကြည့်ပြီးတော့ပြန်ပြီးတော့ဆင်ញင်စဉ်းစားကြည့်တဲ့အခါဘယ်ကားပဲဖြစ်ဖြစ် revenge ကလေးစားခြေတာတွေကြည့်အဲ့တော့လူတွေရဲ့ခေါင်းထဲမှာဘယ်လိုစိတ်ဝင်စားလာတော့ကိုယ်လုပ်ရင်ပြန်လုပ်မယ်ဆိုတဲ့အတွေးတွေဝင်မကုန်ဘူးလားဝင်ပါပါတယ်ဗျာအဲ့တော့သီးခံမယ်ဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ဆန့်ကျင်သွားတယ်အဲ့တော့သီးမခံသည့်အတွက်ကြောင့်ဘာဖြစ်တော့ဆိုဒီလူကကလေးစားခြေနောက်ကိုယ်ကိုကလေးစားပြန်လုပ်တဲ့ပုဂ္ဂိုလ်ကပေါ်ပြန်တာပဲဘယ်တော့မှမဆုံးနိုင်တဲ့တန်တရားကြီးတစ်ခုဝိုင်းကြီးပတ်ပတ်ဒူဝေတဲ့ရောက်သွားတယ်အေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီတိက္ခမှုနဲ့ပတ်သက်ပြီးတော့ဟောကြားထားတာယဟန်တွေကိုဆုံးမထားတဲ့ဝတ္ထုလေးတစ်ခု story လေးတစ်ခုရှိတယ်တဦးနဲ့တဦးငင်းခုန်ပြီးတော့တိက္ခနိုင်ခြင်းခွင့်လွတ်နိုင်ခြင်းမရှိကြဘူးငါကမှန်တယ်သူကမှန်တယ်နဲ့ညင်းမဟုတ်ရင်မခံဘူးဟဲ့ဆိုတဲ့လူတွေနဲ့အဲ့ဒါမျိုးတွေနဲ့သီးခံခြင်းခွင့်လွှတ်ခြင်းမလုပ်နိုင်တဲ့ယဟန်တော်တွေကိုမြတ်စွာဘုရားကပုံဝတ္ထုတစ်ခုဖြစ်ပျက်တစ်ခုဟောကြားတာရှိတယ်ပေါ့အဲ့ဒီဖြစ်ပျက်ဝတ္ထုလေးကဗာရဏသီပြည်မှာဗြဟ္မတမင်းဆိုတာဗြဟ္မတမင်းလို့ခေါ်တဲ့ကာတိတိုင်းဗာရဏသီပြည်ကကာတိတိုင်းမှာရှိလို့ကာတိမင်းလို့ခေါ်တယ်ဟိုးဖျားဘူးသွားတဲ့လူတွေသိပါလိမ့်မယ်ကာတိနဲ့ကောသလဗာရဏသီပြည်နာရောက်ရင်ကာတိဘူတာဆိုတာရှိတယ်နော်အဲ့တော့ကာတိတိုင်းကြီးဟိုးမြောက်ဖက်သွားလိုက်တဲ့အခါမှာဇေရဝံကျောင်းရာတို့ဘာလို့သွားတဲ့အခါကျတော့အဲ့ဒီဘက်ကျတော့ကောသလတိုင်းလို့ခေါ်တယ်အဲ့တော့ကာတိတိုင်းကောသလတိုင်းဆိုတာနှစ်ခုရှိတယ်အဲ့ဒီတစ်ချိန်တုန်းကဒီဗာရဏသီဗြဟ္မတမင်းလို့ဆိုတဲ့ကာတိမင်းကချမ်းသာတယ်စစ်အင်အားတောင့်တင်းတယ်နော်စဘာဆိုင်ရေးပေါ်များတယ်စစ်တပ်ဘိုးပါ
များပြားတယ်နိုင်ငံကျယ်ဝန်းတယ်ပေါ့ဆိုလိုတာကအဲ့ဒီနှစ်ခုရှင်လိုက်မယ်ဆိုသူကအင်အားကြီးနိုင်ငံလို့ဒီလိုပြောဟိုကောသလမင်းကြတော့ဓိခိတိကောသလမင်းလို့ခေါ်တယ်သူကတော့ဇီဝဥစ္စာလည်းသိပ်မရှိဘူးတဲ့စစ်တပ်အင်အားလည်းသိပ်မရှိဘူးသုံးနိုင်ဆွဲနိုင်လည်းသိပ်မရှိဘူးစင်စင်ရဲရဲအဲ့ဒီဘုရင်ကစစ်တပ်ကလည်းသေးသေးပဲရှိတယ်ငွေကြေးတနာလည်းသိပ်ပြည့်ပြည့်စုံစုံမရှိဘူးနိုင်ငံလည်းနိုင်ငံငယ်တယ်ပေါ့အဲ့ဒီလိုအနေအထားမျိုးမှာကာတိဘုရင်ကကောသလဘုရင်ကိုတွားပြီးတော့စစ်တိုက်တယ်နယ်မြေချက်ထွင်တဲ့စစ်ပေါ့နော်တွားတိုက်တော့ဟိုကမရှင်နိုင်ဘူးပေါ့အင်အားကြီးနိုင်ငံတခုကလာတိုက်တယ်ဆိုတာစောစောတွေကထွက်ပြေးတိမ်းရှောင်သွားတယ်ထွက်ပြေးတိမ်းရှောင်တာဘယ်သွားတော့ဆိုကာတိမင်းကြီးရဲ့ဗာရဏသီမြို့မှာမြို့စွန်မြို့ဖျားလေးမှာအိုးလုပ်ငန်းလုပ်တဲ့အိုးရင်းတဲ့ရဲ့အလုပ်ယုံထဲမှာပရပိုက်ရောင်ဆောင်ပြီးတော့ဘုရင်နဲ့မိဖုရားကပရပိုက်အဝတ်တွေဝတ်ပြီးတော့တိမ်းရှောင်ပြီးတော့သွားကြတယ်အဲ့ဒီမှာသွားနေကြတယ်ကောသလမင်းကြီးကတော့ကာတိတိုင်းကကာတိမင်းကကောသလတိုင်းကဘိုးဘလက်နဲ့တွေအကုန်လုံးသိမ်းယူပြီးတော့နယ်မြေချက်ထွင်လိုက်တာပေါ့ဟိုဘုရင်ကတော့တိမ်းရှောင်ပြီးတော့ထွက်ပြေးသွားတယ်အဲ့ဒါလိုနေတဲ့အချိန်မှာဘာဖြစ်လာတော့ဆိုတိမ်းရှောင်နေတဲ့ကောသလဘုရင်ရဲ့မိဖုရားကြီးကကိုယ်ဝန်အရင်မှရှိတဲ့အခါမှာချင်းချင်းတက်လာဘာချင်းချင်းတက်တုံးဆိုတော့အင်္ဂါ၄ပါးရှိတဲ့စစ်တပ်စစ်ချီတက်ပြီးတော့စစ်ရေးပြတာကိုသူကြည့်ချင်ဟောသူဆန္ဒကနော်စစ်ရေးပြတဲ့အခမ်းအနားကိုသူကြည့်ချင်တယ်ကြည့်ပြီးတော့ဒီဓာတ်တွေလက်နဲ့တွေတန်လျက်တွေကိုသူတို့အနေရကင်းပြီးတော့ထက်မြက်စေတတ်တဲ့ရေနဲ့ဆေးကြောတာမျိုးပေါ့နော်အဲ့ဒါလို့ခုခေတ်လို့ဆိုရင်ပရိတ်ရေတို့ဘာလို့ပေါ့နော်အဲ့ဒါလို့ရေနဲ့ဆေးကြောထားပြီးတော့အဲ့ဒီရေကိုတောက်ချင်တယ်ဆိုတဲ့ဆန္ဒနှစ်ခုဖြစ်ပေါ်လာချင်းချင်းတက်လာတဲ့အခါမှာဘုရင်ကြီးကိုဖွင့်ပြောတဲ့အခါကျတို့မှအခုမှမထင်မရှားနေရတာဘယ်လိုလုပ်ပြီးတော့စစ်တပ်ဆိုတာလဲရမှာလဲအခုလိုဓာတ်တန်လေးရဲ့ကိုဆေးကြောတဲ့ရေဆိုတာလဲဘယ်မှာရနိုင်မှာလဲနဲ့ပြောတော့မရရင်တော့သူသေရပါလိမ့်မယ်ဆိုတော့ဘုရင်ကြီးကနီးလန်းရှာရတာပေါ့ထွက်ပြေးပြီးတိမ်တိမ်ငယ်ငယ်ဘဝမှာနီးလန်းရှာတော့ဘယ်သွားရှာတော့ဆိုအဲ့ဒီသူ့ကိုလာရံပြုတဲ့ကာတိမင်းကြီးရဲ့ပရောဟိတ်ပုံနာကသူနဲ့ရင်းနှီးတဲ့တငယ်ချင်းဖြစ်တငယ်ချင်းဖြစ်နေတော့အဲ့တငယ်ချင်းကိုတိုးတိတ်တိတ်သွားအကူကြီးတောင်းတယ်ကူကြီးတောင်းတော့အဲ့တငယ်ချင်းပရောဟိတ်ကနေလိုက်လာတယ်သူကိုယ်တိုင်ကြည့်ပြရစေတဲ့ဆိုပြီးတော့မိဖုရားကြီးကိုလာပြီးတော့သူလာတွေ့တဲ့အခါမှာမိဖုရားလည်းမြင်လိုက်ရောသူကလက်အုပ်ချပြီးတော့ကောသလမင်းကြီးပါပဲကောသလမင်းကြီးပါပဲနဲ့နှုတ်ကဥရန်ကျူးတယ်ဒီမိဖုရားကြီးရဲ့ဝန်းထဲကကလေးဟာတကယ်ကိုကောသလဘုရင်ဖြစ်မှာပါလို့ဆိုပြီးတော့သူကဗေရင်တက်ပရောဟိတ်ဆိုတော့မြင်လိုက်တာနဲ့သူကသိတယ်ဘုံကံရှိတဲ့တာယရဏဖြစ်မှာပဲဆိုသူစီစဉ်ပေးမယ်ဘာမှမပူနဲ့လို့ဆိုပြီးတော့နောက်တည့်ရကြတော့ဘုရင်ကြီးစီသွားပြီးတော့စင်ရေးပြဖို့အကြောင်းနမိတ်တွေရှိတယ်ပေါ့ဒါကြောင့်မို့လို့စင်ရေးပြတဲ့ကွင်းထဲမှာအင်္ဂါ၄ပါးရှိတဲ့စစ်တပ်အဲ့ဒီခေတ်ကတော့ဖွဲ့စည်းပုံကစင်တပ်တို့မြင်းတပ်တို့ယထာတပ်တို့ခြေလီစစ်တပ်တို့ဒီလို၄မျိုးနဲ့ဖွဲ့စည်းထားတယ်အဲ့ဒီစင်ရေးပြတဲ့အခမ်းအနားကြီးကိုသူကစီမံပေးလိုက်တယ်စီမံပေးပြီးတော့ဓာတ်တန်လျက်တွေလက်နဲ့တွေဆေးကြောတာကိုလည်းစီမံပေးလိုက်တယ်အဲ့ဒါလို့စီမံပေးလိုက်ပြီးတော့ဓာတ်တန်လျက်ဆေးကြောတဲ့ရေကိုတောက်လိုက်ရတော့မှခုနတုန်းကမိဖုရားဟာချင်းချင်းပြေသွားတယ်အဲ့ဒါလို့နဲ့နောက်ကြတော့ရက်လစိတ်တဲ့အခါမှာသားလေးတူဖွေးဖွားလာအဲ့ဒီသားလေးကိုအသက်ရှည်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီကဟုလို့နာမည်ပေးထားတာနော်
အဲ့တော့ဒီကဦးမင်းသားလေးနဲ့ကလေးမင်းသားလေးမွေးဖွားလာပြီးတဲ့နောက်မှာဒီကောသလမင်းကြီးကစဉ်းစားတယ်ဒီကောသလမင်းကအေးတို့ပုံနေတာကိုကာတိမင်းတွေ့သွားလို့ရှိရင်တို့အသက်ခံရလိမ့်မယ်အဲ့တော့ငါတို့သားလေးကိုခွဲထားမှဖြစ်မယ်တော့ကြ3ယောက်စလုံးအသက်ခံရလိမ့်မယ်ဆိုသားလေးကိုမြို့ပြင်ပို့ပြီးတော့ပညာသင်ခိုင်းထားတယ်အဲ့ဒါလို့ပညာသင်ခိုင်းထားတဲ့အချိန်မှာသားလေးကလည်းပညာကြိုးစားတဲ့အခါမှာမင်းသားတွေထုတ်ခေတ်ကသင်တဲ့အတတ်ပညာတွေတတ်လို့ဒီလိုသင်နေတဲ့အချိန်ပဲကံမကောင်းအကြောင်းမလားတော့ဘာဖြစ်တုံဆိုငကိုယ်တော့ကသူ့စီမှာအမှုထမ်းသွားတဲ့စတ္တတိကအမှတ်မထင်သွားတွေးတော့ဟိုလူကစတ္တတိကကာတိပြင်းကြီးစီသွားတိုင်တော့တာကောသလမင်းဟာကိုရောင်ဖြောက်ပြီးတော့ဟောဒီဗာရဏသီမြို့ထဲမှာပဲမထင်မရှားပြပိုက်ဝတ်နဲ့နေတာကိုသူတွေ့ခဲ့တယ်ပေါ့သွားပြီးတော့ဘုရင်ကြီးစီသွားတိုင်တဲ့အခါကျတော့ဘုရင်ကစစ်တပ်လွတ်ပြီးတော့ဖမ်းခိုင်းလိုက်တာနော်ဖမ်းလာပြီးတော့နန်းတော်လဲရောက်ရောဘုရင်ကြီးကတခါတည်းအမိန့်ချတယ်သူရဲ့ရန်သူပဲအစဖြောက်မယ်ဆိုပြီးတော့လက်ပြန်ညိုတုတ်ဘုရင်ရောမိဖုရားရောလက်ပြန်ညိုတုတ်ပြီးတော့မြို့တောင်ဘက်ကိုထုတ်ပြီးတော့တတ်စေလို့အမိန့်ချလိုက်တာအဲ့ဒီလိုနဲ့နော်ရိုက်နှက်ပြီးတော့မြို့ထဲလမ်းမတွေလမ်းစုံတစ်ခုကလမ်းစုံတစ်ခုလမ်းမတစ်ခုကလမ်းမတစ်ခုကိုဆွဲပြီးတော့တောင်စမုတ်ကနေထုတ်ပြီးတော့အသေးတတ်တော့တာပေါ့နော်ခေါင်းဖြတ်တတ်စေဆိုတဲ့အတိုင်းအဲ့ဒါလို့မိဘနှစ်ပါးကိုဖမ်းဆီးခေါ်ဆောင်ပြီးတော့ဖမ်းဆီးတဲ့အခါမှာဒိုးတိတ်ဖမ်းသွားတာမဟုတ်ဘူးသူတို့ခေတ်တုန်းကထက်စီလို့ခေါ်တဲ့အမတန်အတန်ကကြောက်မဲ့ဖွယ်အတန်မြည်တဲ့ဒိန်ဆိုတဲ့စီကြီးပေါ့အမင်္ဂလာစီကြီးကိုတီးပြီးသွားသေးတာအဲ့လိုတီးသွားတော့ခုနဒီကဦးဆိုတဲ့မင်းသားလေးကမြို့ပြင်ကနေပြီးအမေဖေတွေတွေ့ကျင်လို့လာတဲ့အခါကျတော့မှသူ့အမေနဲ့အဖေဖမ်းဆီးခေါ်ဆောင်သွားတာကိုမြင်ရတယ်မြင်လိုက်တော့သူလည်းလူအုပ်ကြားထဲကနေအသာလိုက်သွားတော့ဖခင်လှုပ်တဲ့ဒီဂတိကောသလမင်းကြီးကသူ့သားကိုလှမ်းမြင်တယ်လှမ်းမြင်တဲ့အခါကျတော့သူ့ပါဇက်ကဘာထုတ်ပြောလိုက်တုံးဆိုငါသားဒီကဦးရေအရှိကိုမကြည့်ပါနဲ့ငါသားဒီကဦးအတူလည်းမကြည့်ပါနဲ့ရန်ဆိုတာရန်ချင်းတုံးလို့မငြိမ်းဘူးတဲ့မတုံ့ပြန်မှရန်ဆိုတာငြိမ်းတယ်ငါပြောတဲ့စကားလေးကိုမင်းမှတ်ထားပါကွယ်နဲ့ပြောတာအဲ့လိုပြောလိုက်တဲ့အခါကျတော့ဖမ်းဆီးခေါ်ဆောင်သွားတဲ့လူတွေကဒီပြင်ကြီးယူနေပြီပေါ့တရားမှကြောက်လို့ဩနေတယ်ပေါ့ယူနေတာလို့မဟုတ်ဘူးဘုရင်ကြီးကတော့သူ့သားကိုမြင်လို့ငါပြောတဲ့စကားငါသားနားလဲတယ်ဆိုပြီးတော့ဘုရင်ကြီးကပြောတာအဲ့ဒီလိုနဲ့တောင်စမုတ်ရောက်တဲ့အခါကျတော့သူတို့နှစ်ဦးလုံးဟာတပ်ဖြတ်ခံပြီးတော့လေးပိုင်းပိုင်းပြီးတော့မြုပ်လိုက်တာပဲเนาะအဲ့ဒီအချိန်မှာဒီကဦးမင်းသားလေးကမြို့ထဲမှာအရက်တွေဝယ်ပြီးတော့ယူသွားပြီးအဆောင်ချထားတဲ့လူတွေကိုအရက်တိုက်သူတို့မူးနေပြီဆိုတဲ့အခါခုနကမြုပ်ထားတဲ့အမေဖေရဲ့အလောင်းတွေကိုဖော်ပြီးတော့မိတကြိုတယ်သူကမိတကြိုပြီးတော့ရှ िख ိုးဝှချလို့ငိုကြွေးပြီးတော့အဲ့ဒါလိုလုပ်မိဘတွေကိုယူသေးတဲ့အနေနဲ့အကုန်လုံးအဲ့ဒါလိုလုပ်နေတာကိုဘယ်သူကမြင်လို့ဆိုတော့ကာတိပင်ကြီးကနန်းတော်ကနေလှမ်းကြည့်တော့မသေးမကွယ်လူတယောက်ဟာတူးဖော်ပြီးတော့မိတကြိုနေတာကိုမိတွေလှမ်းပြီးတော့မြင်နေရတယ်ပေါ့မြင်တဲ့အခါမှာသူ့စိတ်ထဲမှာကြည်တာကောသလမင်းကြီးရဲ့ဆွေမျိုးတွေကဖြစ်လိမ့်မယ်ငါ့ကိုလည်းဘယ်သူမှလာမတိုင်ကြဘူးနဲ့ဆိုပြီးတော့စိုးရိမ်စိတ်တွေဖြစ်လာတယ်အဲ့မင်းသားလေးကမိဘရဲ့အလောင်းတွေကိုတကြိုပြီးတောထဲထွက်သွားပြီးငိုကြွေးပြီးတော့နီလန်းသူရှာတယ်ဘုရင်ကြီးနဲ့နီးဖို့ရအတွက်နီလန်းရှာစင်တိန်ဆင်ဆရာစီသွားပြီးတော့ဘုရင်ကြီးရဲ့ဒီစင်နေထားတဲ့စင်တင်းကုတ်ကိုသွားပြီးတပည့်သွားခံတယ်ပေါ့
ဆင်ဆရာကြီးရဲ့တပည့်သွားခံတယ်ဆင်ဆရာကြီးကသူ့ကိုယာရုခန့်ထားလိုက်သူ့ရဲ့အလုပ်အကျွေးအကူအဖြစ်ယာရုခန့်ထားလိုက်တဲ့အခါတဖြည်းဖြည်းရင်းနှီးပြီးတော့မင်းသားလေးကတခြင်းလဲကောင်းကောင်းဆိုတတ်တယ်စောင်းလဲတီးတတ်တယ်စောင်းတီးတခြင်းဆိုအဲ့ဒါလိုနဲ့နေတဲ့အခါကျတော့ဘုရင်ကြီးကကြားတယ်စောင်းတန်ကြားတယ်တခြင်းတန်ကြားတယ်ဆိုတော့ဘယ်သူလဲဟေးစောင်းနေတီးပြီးတခြင်းဆိုတာစုံစမ်းတဲ့အခါကျတော့စင်တိန်ဆရာကြီးရဲ့တပည့်ပါလို့ဆိုသူစီခေါ်ခဲ့သန်းလို့ဆိုခေါ်သွားတယ်ဘုရင်ကြီးစီရောက်တဲ့အခါဘုရင်ကြီးကတခြင်းဆိုစောင်းတီးတာမင်းလားလို့ဆိုဟုတ်ပါတယ်ကျွန်တော်မျိုးပါငါ့ကိုတီးပြသန်းဆိုတီးတယ်တီးပြတော့ဘုရင်ကြီးကတော်တော်သဘောကျသွားသဘောကျတော့မင်းငါ့ကိုခါစားလို့ဆိုပြီးတော့ဘုရင်ကြီးမှခါစားဖို့ဆိုပြီးတော့အတွင်းလူဖြစ်ဘုရင်ကြီးကသူ့ကိုယာရုခန့်ထားလိုက်သူကလည်းမင်းသားလေးကအကြံနဲ့လာတာဆိုတော့အမှန်တမ်းလိမ္မာတယ်သူကဒီအရှင်သခင်တို့စီမှာခါစားတဲ့လူတွေဟာလိုက်နိုင်ရမယ့်စိတ်ကနေရှိတယ်နော်ပုပ်ပုတ်ထားရည်တဲ့အဲ့ရကသူကပဲအရင်ထားရမယ်ပစ္ဆာနိပါတိနောက်မှအိပ်ဆက်ရမယ်ကိဉ္ကာရပဋိတာဝီဘာကိုလုပ်ရမလဲဆိုတာအမြဲတမ်းမေးမြန်းပြီးစိတ်တိုင်းကြအောင်လုပ်ရတယ်ပိယဝါဒီဘယ်တော့ဖြစ်ဖြစ်စကားပြောရင်နှဝင်ချိုအောင်ပြောရတယ်မနာပစာရီသူ့အကြိုက်ကိုလိုက်လုပ်ပေးရတယ်ဟောအဲ့ဒါလို့ဆိုလို့ရှိရင် तू ကအမှုတန်းကောင်းဖြစ်တယ်ပေါ့မင်းသားလေးကအဲ့ဒီအင်္ဂါရက်တွေနဲ့ညီညွတ်အောင်ဂရုစိုက်တဲ့အခါကျတော့ဘုရင်ကြီးရဲ့အတွင်းလူဖြစ်သွားတယ်ဘုရင်ကြီးနဲ့မင်းသားလေးဒီကဦးတို့သိရင်းနှီးသွားတဲ့အခါကျတော့ तू ကလည်းလူပြိုပေါက်အရွယ်ရောက်လာအဲ့ဒီမှာဘုရင်ကြီးကတို့တောလဲသွားရအောင်ဆိုတော့တောလဲသွားရအောင်ယထာတစီပြင်လို့ဆိုသူလည်းကောင်းပါပြီဆိုလက်နဲ့တွေပါတင်ပြီးတော့မြင်ထားကပြီးတောလေဝရထွက်သွားကြတယ်အဲ့ဒီလိုထွက်တဲ့အခါမှာမင်းသားလေးကအကြံနဲ့ပါလို့တော့နောက်ကလိုက်လာတဲ့သူ့ရဲ့ကိုရံတော်တက်တွေမျက်ခြေပြတ်သွားအောင်ဟိုဘက်ကိုယ်မောင်းလိုက်ဒီဘက်ကိုယ်မောင်းလိုက်နဲ့မျက်ခြေပြတ်အောင်အရှိန်အဟုန်နဲ့မောင်းပြီးတော့သွားလိုက်တာနောက်ဆုံးမှာဘုရင်နဲ့သူနဲ့နှစ်ယောက်ထဲတောနဲ့ထဲရောက်သွားအောင်မောင်းသွားတာနော်ဘုရင်ကြီးကလည်းမောတဲ့အခါကျတော့ကဲငါတို့လည်းမောပြီနောက်ကလူတွေလည်းမမိဘူးခဏတို့အပန်းဖြေရအောင်လို့ဆိုပြီးမင်းသားလေးရဲ့ပေါင်ပေါ်မှာဘုရင်ကြီးကခေါင်းအောင်ပြီးတော့အိတ်တယ်အဲ့ဒီအချိန်မှာမကြခင်ပဲပင်မလို့အိပ်ပျော်သွားတဲ့အခါအဲ့ဒီမင်းသားလေးကငါဖြစ်ချင်တာဒီတစ်ခါဖြစ်လို့ရပြီဆိုပြီးတော့သူ့ထဲမှာပါလာတဲ့ဓာတ်ကိုဆွဲထုတ်ပြီးတော့ဘုရင်ကြီးကိုခုတ်တတ်တော့ဖို့လုပ်တယ်အဲ့ဒါလို့လုပ်တဲ့အချိန်မှာသူ့အဖေကလှမ်းပြီးတော့ပြောသွားတဲ့စကားကိုသူနားထဲမှာကြားလာငါသားဒီကဘူးအရှိကိုမကြည့်နဲ့အတူကိုလည်းမကြည့်နဲ့ရန်ကိုရန်စားနဲ့မတုံ့ပြန်နဲ့မင်းရန်ကိုမတုံ့ပြန်မှရန်ဆိုတာငြိမ့်နေပြတ်ဆဲတယ်ရန်စားဒီမရှိလျားစိတ်နဲ့ဆိုတဲ့အဓိပ္ပာယ်နဲ့အဖေကြီးကမှားသွားတဲ့စကားကိုကြားရောင်ပြီးတော့ငါအဖေစကားကိုလွန်ကျူးတာမကောင်းပါဘူးအဖေစကားကိုမဖောက်ပြက်ပါဘူးဆိုပြီးတော့ဓာတ်ကိုပြန်ထည့်သို့တော့ဘုရင်ကြီးကသူ့အဖေကိုလည်းတတ်တယ်သူတို့တိုင်းပြည်ကိုလည်းသိမ်းတယ်ပစ္စည်းဥစ္စာတွေလည်းသိမ်းတယ်အမေလည်းတတ်အဖေလည်းတတ်ဆိုတော့သူ့စိတ်ထဲမှာမခံကျင်စိတ်ကဖြစ်လာပြန်ဓာတ်ဆွဲထုတ်ပြီးတတ်မလို့လုံးလိုက်ပြန်ထည့်လိုက်ဓာတ်ဆွဲထုတ်ပြီးတတ်မလို့လုံးလိုက်အဖေမှာခဲ့တဲ့စကားကိုတတိယပြီးတော့ပြန်ထည့်လိုက်နဲ့၃ချိန်လောက်လဲလုတ်ပြီးရောဟိုဘုရင်ကြီးကအိမ်မက်တွေမဲ့ပြီးလန့်နိုးလာနော်ဖြတ်ခနဲ့လန့်နိုးလာပြီးတော့ကြီးကြီးကျက်တဲ့ဖြစ်ပြီးတော့ဘုရင်ကြီးဘာဖြစ်တာတုံးလို့မေးတဲ့အခါကျငါ့ကိုကွာတဲ့ကောသလမင်းကြီးရဲ့သားဒီဃာဝုဆိုတာကတနတ်ဓာတ်နဲ့လိုက်လို့ငါပြေးလိုက်ရတယ်ပေါ့အိမ်မက်ထဲမှာအဲ့ဒီကြတော့မှခေါင်းကိုစပင်ကိုဆွဲကင်ပြီးတော့ဒီဃာဝုဆိုတာတခြားလို့မဟုတ်ဘူးကျွန်ုပ်ပဲဆိုပြီးတော့ဘုရင်ကြီးကိုတတ်မဲ့လုံးလိုက်အဲ့ဒီကြတော့ဘုရင်ကြီးကခြေထောက်ဖက်ပြီးတော့တောင်းပန်နေတဲ့သူမတတ်ပါနဲ့မတတ်ပါကြည့်ဖះလောင်းဟာအဖေစကားကိုလည်းနားထောင်တယ်ဒီဃာဝုမင်းသားလေးကအဖေစကားကိုလည်းနားထောင်တယ်ဘုရင်ကြီးကတောင်းပန်တဲ့အခါမှာသူကြည်အေးလိုက်တယ်ကြည်အေးလိုက်တယ်သူ့ကိုအသက်ချမ်းသာပေးပါလို့ဆိုတော့
ကျွန်ုပ်ကအသက်ချမ်းသာပေးဖို့တဲ့ဘုရင်ကြီးကကျွန်ုပ်ကိုအသက်ချမ်းသာပေးဖို့လိုအပ်ပါတယ်လို့ဆိုတဦးနဲ့တူအဲ့ဒါတစ္ဆာဆိုပြီးတော့လက်ဆွဲနှုတ်ဆက်ပြီးတော့သက်ချမ်းသာမှုပေးလိုက်ကြတယ်ပေါ့ကျိန်စာဆိုလိုက်ရတယ်တပထလို့ခေါ်တယ်အဲ့ဒီခေတ်ကကျိန်ဆိုကြရတယ်ပေါ့နော်အခုခေတ်ကျမ်းကျိန်နဲ့ကျမ်းကျိန်နဲ့ဆိုတဲ့အဓိပ္ပာယ်တွေကအဲ့ဒီကလာတာပေါ့မြန်မာနိုင်ငံမှာကျတော့သွေးကိုဖောက်ပြီးတော့သွေးကိုရေထဲထည့်ပြီးတော့သွေးတောက်ပြီးတော့ကျမ်းကျိန်ကြရတဲ့အားလုံးဘုရင်တွေလက်ထက်တော့နော်ကျိန်ဆိုကြရတယ်သူတို့နှစ်ဦးလဲဒီကဦးမင်းသားနဲ့ကာတိဘုရင်ကြီးတို့အခုလိုကျိန်ဆိုပြီးတော့တဦးနဲ့တဦးမပြစ်မှားတော့ပါဘူးဆိုပြီးတော့ကျိန်ဆိုပြီးတော့တိုင်းပြည်ကိုပြန်သွားကြဟောရောက်တဲ့အခါကျတော့ဘုရင်ကြီးကမူမတ်မေမူကြီးမယာသိဏ္ဍာပတိတွေခေါ်ပြီးတော့ဒီဂိတိကောသလမင်းကြီးရဲ့သားကိုတွေ့မယ်ဆိုရင်မင်းတို့ဘာလုပ်ကြမလို့ဆိုတယောက်ကလက်ဖြတ်မယ်တယောက်ကခြေဖြတ်မယ်တယောက်ကနှာခေါင်းဖြတ်မယ်နေရွက်ဖြတ်မယ်အသေးသက်မယ်နဲ့ပြောကြတာဒီဂိတိကောသလမင်းကြီးရဲ့သားဆိုတာသူပဲမင်းတို့ဘာမှလုပ်လို့မရဘူးငါတို့နှစ်ဦးဟာတဦးနဲ့တူနော်သစ္စာပြုထားကြပြီကျိန်စာဆိုပြီးတော့သစ္စာပြုထားတယ်တဦးနဲ့တူတို့မပြစ်မှားဘူးဆိုပြီးတော့နောက်ဆုံးမှာအဲ့ဒီခန္ဓာမှာဘုရင်ကြီးကသူ့ကိုမေးတယ်နေပါအောင်တဲ့ဒီဂတိကောသလမင်းရဲ့ဖခမည်းတော်တတ်မလို့ထုတ်သွားတဲ့အချိန်မှာငါသားဒီကဟုအရှိကိုမရှုနဲ့အတူကိုမရှုနဲ့ဆိုတဲ့စကားဘာကိုပြောတာတုံးဆိုတော့ကျွန်တော်အဖေကကျွန်တော်ကိုပြောလို့တာအရှိကိုမလုံနဲ့ဆိုတော့ယံစကိုမရှိစေနဲ့လို့ဒီလိုပြောတာပါတဲ့အကယ်၍ရှင်မင်းကြီးကိုကျွန်တော်ကတတ်မယ်ဆိုရင်ရှင်မင်းကြီးရဲ့သားသမီးတွေကကျွန်တော်ကိုပြန်တတ်အောင်မှာပဲအဲ့ဒါယံစဟာမဆုံးနိုင်ဘူးတဲ့အပြန်အလှန်တတ်နေသည့်အတွက်ကြောင့်ယံစဟာရှည်နေမှာပဲအဲ့ဒီယံစကိုမရှည်စေနဲ့လို့ပြောတာတဲ့နောက်တစ်ခုအတူမရှိနဲ့ဆိုတာဘာပြောတော့ဆိုတဦးနဲ့တူမိတ်ဆွေဖြစ်တာကိုတိုးအောင်မလုံးနဲ့ပေါ့မိတ်ဆွေတဦးနဲ့တူခင်မင်မှုတွေကိုမပြတ်စေနဲ့မိတ်ဆွေကိုမိတ်ဖြစ်မှုကိုရှည်လျားပါစေမတူပါစေနဲ့လို့ဒီလိုဆိုလိုတာပါတဲ့ယံတစ်ခုဟာတုံ့ပြန်နေတဲ့ယံကိုယံနဲ့တုံ့ပြန်လို့ရှိရင်ဘယ်တော့မှမငြိမ်ဘူးယံကိုတီးခံခြင်းဖြစ်တာလေငြိမ်အောင်ပြတ်အောင်လုပ်လို့ရပါတယ်လို့ကျွန်ုပ်ရဲ့ခမည်းတော်ကကျွန်ုပ်ကိုဆုံးမသွားတာပါလို့ဆိုတော့ဒီကဟုမိခင်ကဖခင်ကနော်ခမည်းတော်ကဒီလိုအမတမအချင်းချုပ်ကလေးပြောတာတောင်နားလည်နိုင်စွမ်းရှိတဲ့ပညာနဲ့ပြည့်စုံပါပေတယ်ဆိုပြီးတော့သူ့ရဲ့တိုင်းပြည်ကိုသူ့ကိုပဲပြန်ပေးတယ်ပစ္စည်းဥစ္စာတွေအားလုံးလည်းပေးတယ်နောက်ဆုံးမှာမိမိရဲ့သမီးတော်နဲ့လက်ဆက်ပြီးတော့ကောသလတိုင်းကြီးကိုပြန်ပြီးတော့အနှင်းလိုက်တယ်လို့မြတ်စွာဘုရားကယဟန်တော်တွေကိုသိခံခြင်းရဲ့အကျိုးကျေးဇူးနဲ့ပတ်သက်ပြီးတော့ဟောတာနော်အခုလိုလက်နဲ့ဆွဲကင်တဲ့ပုဂ္ဂိုလ်တွေတောင်မှတခုနဲ့တခုခြေအေးနိုင်တယ်သိခံခြင်းဆိုတာလုံနိုင်တယ်ကိုချင်းတရားကိုထိမ့်သိမ့်နိုင်ကြတယ်ကိုချင်းတရားကောင်းမွန်အောင်စောင့်ထိန်နိုင်ကြတယ်သင်တို့ယဟန်ဖြစ်ခဲ့တဲ့နဲ့ဘာဖြစ်လို့ဒီလိုမလုံနိုင်ရမှာလဲလို့မြတ်စွာဘုရားကဆုံးမဩဝါဒပေးတာပါတဲ့ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီဝိထုဇာလန်းလေးကိုမှတ်သားထားပြီးတော့အင်တာမသိခံမှုခက်တဲ့ကိစ္စများတောင်မှပဲအခုလိုသိခံပြီးတော့ကိုချင်းတရားမပြတ်အောင်ထိမ့်သိမ်းစောင့်ရှောက်သွားကြတဲ့တကယ်သူတော်ကောင်းတွေရဲ့ဖြစ်ရကိုဘုန်းကြီးတို့တွေမှတ်သားနာယူပြီးတဲ့အခါမှာတို့တွေသိခံအောင်သိခံနိုင်အောင်ကြိုးစားကြမယ်ကိုချင်းတရားကောင်းမွန်အောင်ကြိုးစားကြရမှာဖြစ်တယ်လို့ကိုစီသဘောကျပြီးကိုချင်းတရားကောင်းအောင်သိခံခြင်းဆိုတဲ့အရေးချင်းတွေနဲ့ပြည့်စုံအောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာသေရန်ပွားချမ်းသာကြပါစေတတ္တဝါများစွာသေရန်ပွားချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေ
မေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတံအာစရမရတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာခြင်းနောက်ကိလေသာဆေရတောက်ဟုသမျှတို့သည်သမုဝတ္တပိဉ္ချဘက်တွင်ရေမတင်ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအကုန်သည်ဝန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်တတ်သောတိတိဘဝကိလေသာဟုဘုခတိန်ကင်းကြီးရာစိတ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နဲ့မြင်၍မလင့်ပုံသေးဆိုက်ရောက်တော်မူကြပါစေကုန်သတည်း